လူဆိုတာတခါတလေကြတော့ထင်ကြီးလေးစားယူသိမှုခံရတဲ့အချိန်ပိုင်းရှိတယ်လို့ကိုယ့်ကိုအဖက်မလောက်ခံရတဲ့အချိန်မျိုးနဲ့ရှိတဲ့ဒါမျိုးနော်ကိုယ့်ကိုယူသိလေးစားမှုအလေးထားမှုမရှိဘူးအဖက်မလောက်ကြတော့ဘယ်ဟာပဲဖြစ်ဖြစ်လူယူသိရှင်ယူသိခံရတဲ့အခါမှလည်းအထင်မကြီးနဲ့လူတကာကအဖက်မလောက်ဘူးဆိုလို့ပဲစိတ်ဝမ်းမနဲ့နဲ့ဒါတွေဟာအဓိကမဟုတ်ဘူးကိုယ်မှာအဓိကကတော့ကိုချင်းသီလပြည့်စုံမှုကအဓိကကုသိုလ်ကောင်းမှုရနေမှုကအဓိကစိတ်ကောင်းနှလုံးကောင်းထားလို့အသိပညာတွေတတ်ဖို့ရအဓိကပညာနဲ့သက်မွေးဖို့စဉ်းကျင်သုံးသပ်နေဖို့ကအဓိကအဲ့ဒီကြလို့ရှိရင်လူမသိသူမသိကိုယ်မလေးစားဘူးဆိုဘာမှမလုပ်နဲ့ဥပုသ်ဆောင်လိုက်မယ်နော်တရားနာနေမယ်ပညာသင်နေမယ်